ဒါပြောပြချင်တာလေကျွန်တော်တို့ဒီဝိတ်ချနေတဲ့သူတွေအသေးစီဖုံးတဲ့သူတွေစီးချိုသမားတွေပေါ့နော်ဆရာတော်ညစာဘာစားမှထမင်းမစားနဲ့ဆိုရင်အဲ့လိုလေးပြောတာမဟုတ်ဘူးအမျိုး20 30လောက်ရှိတယ်ကျွန်တော်ဒါကိုကျွန်တော်တေချာလေးရှင်းပြပေးမယ်ပေါ့နော်ဒါလေးကိုတေချာလေးနားထောင်ပြီးတော့ပြန် share ထားပြန်စိတ်ထားပေါ့နော်နားထောင်ကြည့်လို့ရတယ်ဥပမာကွာဝိတ်ချနေတဲ့လူတွေเนาะဥပမာ fasting လုပ်တဲ့သူတွေဥပမာကွာအဓိကတော့အသေးစီဖုံးတဲ့သူတွေသွေးတို့နှလုံးတကယ်နာတာရှိเนาะအဝါလွန်တဲ့သူတွေဝိတ်ချနေတဲ့လူတွေဥပမာစီမာဂလူတိုက်ထိုးနေတဲ့လူတွေတက်စီပတ်တိုက်ထိုးနေတဲ့လူတွေပေါ့နော်အဲ့ဒါညစာဘာစားမလဲပေါ့အဲ့ဒါကိုကျွန်တော်တို့ကပြောပြချင်တာဒီကညစာမှာကျွန်တော်တို့ကဒီကကြက်မိုက်တွေပြောတာเนาะတာမန်လက်လုံလက်စားတွေတကယ်အလုပ်ကျန်းလုပ်တဲ့လူတွေကြော်သွားသူတို့ကထမင်းစားလို့ရတယ်သူတို့ကဘန်းနိုင်တယ်ကျွန်တော်တို့ကျတော့ထိုင်များတယ်ကွာကျွန်တော်မဘန်းနိုင်ဘူးကျွန်တော်ပြင်မဲ့မလုပ်တဲ့အတွက်ကျွန်တော်ဒီဒါကျွန်တော်အစားကိုရှော့ရမှာကျွန်တော်ကဘာလို့ဆိုတော့ကွာမပြေးနိုင်ဘူးလမ်းလည်းမလျှောက်နိုင်တဲ့အတွက်ကျွန်တော်အစားကိုရှော့တာအဲ့တော့ညစာဘာတွေစားရမလဲဆိုတော့စံကြုံပြောင်းအာလူလွတ်တာဆိုရင်ဘာတွေရှိလဲပေါ့ပြောင်းမှုမစားရအောင်အာလူမစားရဘူးစံနဲ့လုပ်တဲ့မုံမစားရဘူးပါမုံကိတ်မုံကိတ်ချောက်မုံတွေခောက်ဆွဲတွေမစားရဘူးပေါက်စီတွေမစားရဘူးအကြော်တွေမစားရဘူးချက်ကွေးမစားရဘူးပလာတာထက်မစားရဘူးဆိုဘာတွေစားမှလဲဆရာပေါ့မျိုး30လောက်ရှိတယ်ကျွန်တော်ရေးထားပေးတယ်တေချာလေးပြပြမယ်နော်3မိနစ်တည်းမှာပါစားလို့ရတယ်တခုတုပ်စားလို့ရတယ်တခုပြော့စားလို့ရတယ်တခုနွေးစားလို့ရတယ်ခောက်ဆွဲထည့်လို့မရဘူးဒိန်ချင်းကိုတကြားမပါဘူးအစိတ် grit ဒိန်ချင်းတောက်လို့ရတယ် grit ဒိန်ချင်းကငကိုတွေကအစိတ်ပဲเนาะပြီးရင်ပဲတို့တောက်လို့ရတယ်ပဲတို့အစိတ်တောက်လို့ရတယ်ပြီးရင်နွားတို့ကိုတောက်လို့ရတယ်ဖြစ်နိုင်ရင်တော့ skin meat ပေါ့ရပါတယ်နွားတို့ကတော့ပုံမှန်နွားတို့တောက်လို့ရတယ်မလိုက်မဟဲပေါ့เนาะအဲ့ဒါတောက်လို့ရတယ်တကြားမထည့်နဲ့အစိတ်မဲ့တောက်ပြီးရင်ဂျပန်တဟူးတုပ်စားလို့ရတယ်เนาะဂျပန်တဟူးချက်တာရှိတယ်လေစားလို့ရတယ်တင်မော်တီတောင်စားလို့ရတယ်အတုပ်စားလို့ရတယ်ဥပမာကြက်ဥပြုတ်စားလို့ရတယ်ဒီမှာကို10မျိုးလောက်ရှိနေပြီပြီးရင်တဟူးလောင်းလို့ခေါ်တယ်ရှမ်းပြည်မှာရောင်းတယ်တဟူးလောင်းအဲ့ဒါအစ်စ်เนาะပဲနို့အစ်စ်တွေအဲ့ဒါမျိုးသမီးတွေစားပေါ့เนาะမျိုးသားတွေတော့မစားနဲ့တဟူးလောင်းတို့ကတော့ပဲပြားအစ်စ်ဆိုရင်အဲ့ဒါတဟူးလောင်းတို့ကတော့အစိမ့်ပဲเนาะအဲ့ဒါကြတော့မျိုးသမီးတွေစားလို့ရတယ်ပြီးရင်ဝါဟုခောက်ဆွဲဒါကတော့ကယ်လိုရီ0ကယ်လိုရီလို့ပြော0ကယ်လိုရီတော့တင်စားတာပေါ့ဒါပေမဲ့ကယ်လိုရီတော့ပါတာပေါ့နဲတာပေါ့ကွာဝါဟုခောက်ဆွဲအပြုတ်ပဲရမယ်အကျော်တော့မရဘူးပဲကြစံအပြုတ်ရတယ်ကစုံခရမ်းကစုံเนาะအဝါရောင်ကနည်းနည်းကယ်လိုရီပုံများတယ်ခရမ်းကစုံအပြုတ်ရတယ်เนาะအပြုတ်ရတယ်ဖုတ်လဲရတယ်ကွာစားပြီးတော့အဲ့ဒါကိုအထဲထဲကမဲတာတွေမစားနဲ့ပေါ့เนาะပြီးရင်ကိုရီးယားဆိုင်သွားလာကိုရီးယားဆိုင်သွားရင်အသားဆက်လက်တွေရတယ်เนาะဝက်ဆက်လက်ချက်ဆက်လက်အမဲဆက်လက်အဲ့လိုတွေဆက်လက်တွေနဲ့တွဲစားတဲ့ဟာတွေစားလို့ရတယ်လေเนาะပြီးရင်အသားဆိုအပြုတ်လိုက်အပြုတ်စားလို့ရအပြုတ်ကြီးအသားပြုတ်ပဲเนาะချက်ပေါင်းကို9ပေါင်းကိုပြောတာအပြုတ်ဆိုတာเนาะအကင်ဆိုရင်တော့မှကွာမတူးတာကင်ဂျပန်ဆိုင်သွားဂျပန်ဆိုင်ရဲ့အကင်တွေကောင်းတယ်ပြီးရင်ဆယ်မွန်ဆာရှီမီစားလို့ရတယ်เนาะပြီးရင်ရှမ်းဆိုင်သွားတယ်ဘာစားလဲငခုမြင့်ရှင်စားလို့ရတယ်ငခုချင်းစော်ကမြင့်ရှင်ကတိတ်မတည့်ဘူးချင်းစော်ကစားငခုချင်းစော်ကစားလို့ရတယ်เนาะဂျပန်စားမှာဆိုရင်ပင်လယ်ရင်းကြီးစားလို့ရတယ်ပင်လယ်စားအတုပ်စားလို့ရတယ်အရွက်ကြော်အရွက်တုပ်เนาะပြီးရင်တရုတ်ဆိုင်သွားဟော့ပေါ့မှာဆွတ်ပြုတ်ပေါ့နော်ဘုံစုနဲ့ဗာနဲ့စားအသားနဲ့အရွက်နဲ့ပြုတ်စားလို့ရတယ်ကလားဆိုင်သွားပြီးတော့စိတ်ပဲဟင်းစားလို့ရတယ်ပဲတုပ်စားလို့ရတယ်ပြီးရင်စိတ်ဆွတ်ပြုတ်စားလို့ရတယ်ပြီးရင်ပဇွန်အစိမ့်တုပ်စားလို့ရတယ်ကဲအမျိုး